ဆိုဗီယက်ခေါင်းဆောင်စတာလင်ဟာကမ္ဘာအရှေ့လျားဆုံးမီးရထားလမ်းဆောက်လုပ်ရန်စိတ်ကူးခဲ့တော်လဲရင်းလုပ်ငန်းစဉ်အတွင်းလူပေါင်း2 သိန်းခန့်အသက်ဆုံးရှုံးခဲ့ရပါတယ်။1940ပြည့်လွန်နှစ်များကဖြစ်ရပ်ပါဆိုဗီယက်ယူနီယံဟာစစ်ဘေးကရုန်းထွက်နိုင်ခဲ့ပြီးရင်းရဲ့အာဏာရှင်ခေါင်းဆောင်ဟာအောင်ပွဲထက်ပိုကြီးမားတဲ့အရာတစ်ခုကိုစိတ်ကူးခဲ့ပါတယ်။စိုက်ဘေးရီးယားကိုဖျက်ဆီးမဲ့ကမ္ဘာအရှေ့ဆုံးရထားလမ်းပေါ်သူကတိုးတက်မှုစွမ်းအားနဲ့ဂုဏ်သိက္ခာကိုကတိပြုခဲ့ပါတယ်။ရေခဲပြင်တောကြီးကိုအောင်နိုင်ဖို့တန်မဏိလမ်းမကြီးပါဒါပေမဲ့လက်တွေ့အခြေအနေကလုံးဝကွဲပြားခြားနားနေပါတယ်။သူဟာအင်ဂျင်နီယာတွေကိုမစေလွတ်ခဲ့ပဲအကျဉ်းသားတွေကိုသာစေလွတ်ခဲ့ပါတယ်။ဂူလက်အကျဉ်းစခန်းကအကျဉ်းသားတောင်းချီကိုကော်ပြားလောက်ပဲကင်စီပြီးအာတိတ်ဒေတာတဲ့ချီတက်စေခဲ့ပါတယ်။ဆောင်းရာသီမှာအပူချိန်ဟာသူ့ညအောက်50ဒီဂရီအထိကျဆင်းသွားပါတယ်။အစားအစာတွေကုန်ခန်းလာပြီးယောဂတွေပြန့်ပွားကနေ့စဉ်နဲ့အမျှအလုပ်သမားတွေပိုပြီးလဲကျတည်ဆုံးလာပါတယ်။လူပေါင်း2 သိန်းနီးပါးဟာပြန်မလာနိုင်တော့ပါဘူး။ဒီမီရထားလမ်းကိုအတူပရိသလမ်းလို့အမည်တွင်လာပါတယ်။နှစ်ပေါင်းများစွာဆင်းရဲဒုက္ခခံပြီးတဲ့နောက်ရထားလမ်းတွေနောက်ဆုံးတော့ဆက်သွယ်မိသွားပါတယ်။ဒါဟာရည်ရွယ်ချက်ကြီးမားမှုအတွက်တာမကဆွတ်လွတ်ခဲ့ရတဲ့မရေတွက်နိုင်တဲ့လူသက်တွေအတွက်ပါအထိမ်းအမှတ်တစ်ခုဖြစ်ခဲ့ရပါတယ်။